လူကြီးမနာလိုပဲမင်္ဂလာပါဆက်မှာပါဒီနေ့မှာတော့ဒါကလုံးဝမကြည့်ပွဲပေါ့နော်ဒီနေ့ဆက်မကပြမယ်ဆိုလို့ရှိရင်တော့အရင်ပွဲတွေတော့က 3K အနိုင်နဲ့ဆော့ခဲ့တဲ့ပွဲစဉ်တွေကို၃ပွဲစတိုက်မှာ၃ပွဲမှာပေါ့နော်တရားတစ်ပွဲစီအနိုင်နဲ့နောက်ဆုံးတစ်ပွဲမှာတော့တာကီကွန်ကအနိုင်ရရှိသွားတယ်ဒီပွဲကိုမကျေနပ်တဲ့တခြားမလို့ကောင်းရင်အနေနဲ့ပြန်ပြီးတော့မကျေပွဲထက်ဆော့ရပါတော့အဲ့မှာဒီပွဲမှာတော့ဘယ်လိုပြောရမလဲဆိုတော့အရင်တော့စမ 3K လို့ပြောထားတယ်ဒါပေမဲ့ 5K နဲ့ပဲဆုံးသက်မယ်ပေါ့နော် defense side မထည့်ခိုင်းဘူးဒါပေမဲ့ပြောမယ်ဆိုရင်တော့ဒီပွဲမှာနှစ်ယောက်စလုံးကဒီပစ်တဲ့ဟာတွေကပေါ့နော်ဟိုဘယ်လိုလဲချောင်းကောင်တာအနေနဲ့ပဒန်းကိုပစ်ထားတယ်ချောင်းကလည်းသူတို့ဒီ friend အနေနဲ့မှာဆိုလို့ရှိရင်လည်းချောင်းအနေနဲ့ကလည်းဝါဟိုnumber 1ချိန်ထားရပါတော့ဟုတ်ကဲ့အဲ့လို Universal မြင့်ကျွေးမှာတော့ပဒန်းကပြောမယ်ဆိုလို့ရှိရင်တော့ကောင်းကင်ကင်ဆောင်တာဖြစ်ပြီးတော့ချောင်းရတက်ကီကိုကင်ဆောင်တာဖြစ်ပါရှင်လောလောဆယ်မှာတော့ကောင်းကင်အနေနဲ့ကဒီအရေးအကျယ်ကိုပဲကြည်နေရတယ်ပေါ့နော်ဘာလို့ချောင်းဆိုတာက legend hero ကြီးဖြစ်တယ်ပြီးတော့ပဒန်းကလည်းသူ့ရဲ့ favorite hero ပေါ့နော်သူနိုင်ငံရဲ့ပွဲကြလည်းဒီချောင်းကင်ပဒန်းကင်လိုပဲပေါ့နော်ပဒန်းကင်လိုနိုင်ငံရဲ့ပွဲတွေပဲအဲ့တော့သူ့အနေနဲ့နည်းနည်းလေးပြန်ပတ်ရတယ်အာလီဂိမ်းမှာမို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟုတ်ကဲ့လူမျိုးဆိုင်မြင်ရမှာတော့ဒီဂိုးရှိကိုပေါ့နော်တာဝါဒီလာခွာတဲ့ပဒန်းကိုချောင်းတွေ့ရမှာပဲဖြစ်ပါတယ်sorry ပါအဲ့တော့ဝမညစ်ချနေရတဲ့နေရာလုံးကတော့သူ့ကိုတဝက်လောက်ထိကိုရောကြသွားပြီပဲဖြစ်ပါတယ်ရှင်လူမျိုးဆက်လက်မြင်တွေ့နေရတော့ဒီ item တွေရောဖက်နက်တွေရောအတကုံတူပဲပေါ့နော်ဟုတ်ကဲ့ flicker လေးကတော့အခုပဒန်းကတော့ပေးလိုက်ရပြီဒီမှာဆိုရှင်တော့ okay ချောင်းကသွေးစက်နဲ့ပြန်ပတ်သွားနော်သွေးစက်နဲ့ပြန်ပတ်သွားတယ်ချောင်းအနေနဲ့ကပြောမယ်ဆိုရှင်သူ့အနေနဲ့ပြန်အောင်မလာတဲ့တော့အိမ်ကိုတစ်ခါတန်းပြန်သွားဒါပေမဲ့ဒီပါလိုက်လာပြီး first blood မှာထပ်ယူသွားရပေါ့နော်ဒါတော်တော်လေးကိုကြမ်းသွားပြီလို့ခေါ်ရပါမယ်ပြောဆိုဒါသွေးစက်ထဲမှာဒါတော်တော်လေးကိုလွန်သွားရောနော် okay ပါရှင့်ဖက်နက်အနေနဲ့ step ဖက်နက်လေးကိုစုထားတယ်လူကြီးမနက်အနေနဲ့ဒီလိုမျိုးပွဲစဉ်လေးတွေကိုပြရင်းနေဆိုလို့ရှင်တော့ဆမ်မရဲ့ဒီဗီဒီယိုအောက်မှာ comment လေးမှတ်ခဲ့ပြီးတော့ comment လေးမှာပေါ့နော်ပါချင်ပါတယ် ID လေးမှတ်ခဲ့ပေးပါရှင်အဲ့ဒါဆိုရှင်တော့ဆမ်မအနေနဲ့လာအပ်ပြီးတော့ပွဲလေးစီစဉ်ပေးပါမယ်နော်လိုယူနိုဆက်လက်မြင့်တွေ့မြင်နေရမှာတော့ဗဒန်းအနေနဲ့ကတော့သူ့အနေနဲ့မီနီယန်လေးတွေရှင်းထားရပေါ့နော်ချောင်းအနေနဲ့ကသူအိမ်ပြန်သွားခဲ့ပြီး first blood လည်းယူပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟုတ်ကဲ့ပါရှင်လူယူနိုဆက်လက်မြင့်တွေ့နေရတော့ဗဒန်းကသူ့ရဲ့မီနီယန်တွေခရီတွေကိုပတ်ရှင်းနေတယ်ဆမ်မာခုလုပ်တဲ့ပွဲစဉ်တွေကဒီအရင်အပျော်သက်ပဲမလို့စီကရက်တွေအဲ့လောက်တော့မထားတာမဲ့အုံလီသွားရဲဆိုပေမဲ့ဒီမီနီယန်တွေခွေတွေရောစားလို့ရရပေါ့နော်နောက်ပိုင်းပွဲစဉ်တွေဆိုလို့ရှင်တော့ဆမ်မာရိုစီကရက်လေးတွေချရှာလုပ်ပြီးတော့ဆော့ပါမယ်ဖြစ်ပါရဲ့ရှင်ဒီပွဲမှာတော့ဆမ်မာရို 5K ဆော့ပါတယ်အကယ်၍3K ရဆိုလို့ရှိရင်အချိန်ကြီးပြောင်းလဲသွားနိုင်တဲ့အတွက်ကြောင့်မို့လို့ပြီးအချိန်လည်းပွဲစဉ်လည်းအရင်မကြသွားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆမ်မာပွဲစဉ်လေးနည်းနည်းလေးကြာစီခြင်းနဲ့ပြီးတော့ဆုံးဖြတ်ချက်ပြီးတော့ဆုံးဖြတ်နိုင်တဲ့အချိန်တွေပို့ပြီးတော့တည်တာအောင်လို့ပေါ့နော်5K ဆိုပြီးတော့ဆော့တာလောလောဆယ်မှာတော့ 1K နဲ့တာကီကွန်ကအနိုင်ဥဆောင်ထားပဲဖြစ်ပါတယ်ရှင်ပဒန်းအနေနဲ့ကတော့ပြောမယ်ဆိုလို့ရှိရင်ကောင်းငင်ပေါ့နော်ကောင်းငင်အနေနဲ့ကတော့သူ့အနေနဲ့နည်းနည်းလေးတတိထားပြီးတော့ဆော့နေရတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ follow ပေးလိုက်ရတဲ့အတွက်ကြောင့်မလို့လည်းဥဆောင်မှုရသွားတဲ့အတွက်ကြောင့်မလို့ကီရိုထားနေရတယ်မဟုတ်လို့ရှိရင်သူ့အနေနဲ့ 5K ကို transact ယူသွားနိုင်တယ်ပြီးတော့လူချင်းလုံးဆက်လိုက်မြင်ကြရညလောကတော့ AD ပွင့်နေကြပြီပေါ့နော် flicker တွေပါရလည်းအခုချိန်မှာတော့ကူတောင်မရှိတော့ဘူးကူတောင်ရနေဆိုတော့ညလောကတော့ပွဲကျန်းတော့မဲ့ပုံစံရောက်နေပြီ okay schedule လေးကိုနည်းနည်းရှောင်လိုက်တယ်6အနေနဲ့ကတော့ okay AD လေးပါသုံးပြီးတော့လောက်ထားရဲဆိုပေမဲ့သူ့အနေနဲ့ပြန်ပတ်လိုက်ရတယ်ပေါ့နော်ဒါဆိုပဒန်းမှာ AD ကျန်သေးတယ် okay ချောင်းနေနဲ့ကတော့သူ့အနေနဲ့ပြောရမစို့အိုးပဒန်းရဲ့ AD ကျွေးလိုက်ပြီးတဲ့နောက်မှာတော့ပဒန်းကိုတော့ချောင်းကကန်ထားတယ်ဒါပေမဲ့ချောင်းနေနဲ့ကတော့ဒီ flicker မှာသုံးပြီးပြန်ပြီးပတ်လိုက်ရတယ်ပဒန်းအနေနဲ့ကတော့သူ skill 1နေသုံးပြီးပြန်ပြေးနေရတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ပဒန်းအနေနဲ့တော့ပြန်ပြေးသွားခဲ့ပြီဒါပေမဲ့သူပြန်ပြီးတော့ okay ဟုတ်ပြီဘာဖြစ်စင်မလဲဆိုတော့ချောင်းနီနဲ့ကတော့သွေးကိုနည်းနည်းတော့ရောက်သွားညောင်တော့သွေးလေပဲကြာအတူတူဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ okay AD ကပဒဲချိန်ရောက်ရနေရတော့AD ရ AD ပွင့်သွားချောင်းရဲ့ AD ပြန်ပွင့်သွားတဲ့အချိန်မှာပဒန်းလဲသူ့ရဲ့ skill နဲ့ဘယ်လိုမှမရှင်နိုင်တော့ဘူးပေါ့နော်ဒါတော်တော်လေးကိုလွန်တယ်လို့ခံစားရတယ်ဘာလို့ဆိုတော့ဒီချောင်းရဲ့ AD ကဘယ်နှချိန်တောင်ပွင့်နေရမို့လို့ပဒန်းအနေနဲ့ခံလိုက်ရတယ်ပေါ့နော်ဒါတော်တော်လေးစိတ်ဝင်စားစရာအချက်ပဲဖြစ်ပါတယ်အဲ့တော့ဆမတီကိုကြော်ညာရဲ့နေရာမှာနည်းနည်းအမားလေးပါတယ်ဆိုရှင်လည်းခေါ်လို့ပြပါရှင်
ဗဒန်းနဲ့ပြန်လဲရှင်သလားပြန်တော့မှာတော့ 2K အသာစီရထားတဲ့တကီကိုနေနဲ့အိမ်ပြန်သွားခဲ့ပြီဖြစ်ပါတယ်ဗဒန်းကတော့အခု minimum မှာမြင်နေရတဲ့အတိုင်းပဲ copy လုပ်လေးကိုသွားစားနေရပဲဖြစ်ပါတယ်ရှင် copy လုပ်လေးစားပြီးရဲ့စားနေရတော့ဒီမှာပဲခြောင်နေနေရတော့ blue bag လေးကိုကြော်လာပြီးတော့ခုokay မီညာလေးတွေရှင်းဖို့လာရွေးဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ဂိုးတွေကိုကြည့်မယ်ဆိုလို့ရှင်တော့900ကျော်လောက်ကိုကွာနေရဖြစ်ပါတယ်ရှင်900လောက်ကိုပေါ့နော်900လောက်ကိုကွာနေရအဲ့လိုဒီလိုစလိုက်မြင်တွေ့နေရတော့ခြောင်နေတဲ့ကတော့နည်းနည်းလေးနေပဲနည်းနည်းကျူးကျော်ရပေါ့နော် DBS ကိုလည်းဆက်ထားတဲ့ကြောင့်မလို့ခြောင်နေတဲ့ item ကတော့ရှေ့ကိုပြောင်းနေတယ်အဲ့တော့ဒီမှာလူလူမြင်နေတဲ့အတိုင်းပဲပဒန်းရောခြောင်ရောကဒီ blue bag တွေစားနေရပဲဖြစ်ပါတယ်ရှင်စက္ကန့်40လောက်ကိုဒီနှစ်ဖက်လုံးကတိတ်ပြီးတော့မထူးကြတဲ့အတွက်ကြောင့်မလို့ဆမ်းမအနေနဲ့နည်းနည်းလေးရစ်လိုက်တယ်ပေါ့နော်ဒါကတော့မကြေပွဲဖြစ်ပါရဲ့ရှင်မကြေပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုမျိုးဆက်လက်လာအောင်လဲဆိုတော့လူချင်းမျိုးစောင့်ပြောင်းလို့ရပါတယ်နော်ဟုတ်ကဲ့ပါရှင်ခြောင်အနေနဲ့ကတော့မီနီယန်လေးရှင်းနေတဲ့ပဒန်းကတော့သူ့ရဲ့ scale wall နဲ့အရင်ဆုံးပွဲစားလိုက်တယ်ပေါ့နော်ပြီးတော့သူ schedule လေးနဲ့ဖောင်ခတ်ပြီးတဲ့အချိန်မှာခြောင်အိမ်မျိုးလေးနဲ့ပြန်ထွက်ရပြီးတော့ AT လေးကိုနေရန်ကပ်ပြီးတော့သုံးလိုက်တယ်ဆိုတော့ခြောင်အနေနဲ့ကတော့သူ့ရဲ့လောက်ပဲရောကြသွားတယ်အဲ့ဒါကြောင့်မလို့ပဒန်းအနေနဲ့သူ့ရဲ့ AT သုံးပြီးတော့ခြောင် AT သုံးပြီးအကန်ခံရမှာကြောက်တဲ့အတွက်ကြောင့်မလို့ flick ကသုံးပြီးတော့ပြေးလိုက်ရတယ်ပေါ့နော်okay လူကြီးမျိုးမြင်နေရတဲ့အတိုင်းပဲခြောင်ရတဲ့သွေးကိုတော်တော်လေးကိုကိုက်ကြသွားပြီ okay ပဒန်းအနေနဲ့ကတော့ scale 2သုံးပြီး scale 1သုံးထားတဲ့အတွက်ကြောင့်မလို့6အနေနဲ့တော့အသွေးရသုံးဖို့တဘောပဲကျန်တော့ရပေါ့နော်လူကြီးလုံးစလမြင်တွေ့နေရတာကတော့ okay 6က rubber ကိုစားနေရဖြစ်ပြီးတော့ပဒန်းကတော့ rubber နောက်အခုမှသွားရတယ်ပေါ့နော်အဲ့တော့ဒီပိုင်းမှာလည်းပြောရမယ်ဆိုလို့ရှိရင်တော့6အနေနဲ့ကနည်းနည်းလေးတာနေတယ်3900 3800ကျော်နဲ့3200ဆိုတော့နည်းနည်းလေးတော့အရင်ကိုကွာဟမှုတော့မရှိတော့ဘူးပေါ့နော်ဒါတော့6အနေနဲ့ 2K အသာကြီးရထားတဲ့အတွက်ကြောင့်မို့လို့ဒါသူနိုင်နေရပဲဖြစ်ပါရဲ့ရှင်လောလောဆယ်မှာလူချင်းတို့မြင်နေရတဲ့အတိုင်းပဲဒီမီနီယန်တွေကိုတော့ပဒန်းအနေနဲ့ခြောင်ပြီးတော့မှရှင်းနေရတယ်ပေါ့နော်ခြောင်အနေနဲ့ကတော့ပြဆိုရှင်တော်တော်လေးကိုအသာကြီးရနေတယ်ဒီကြားထဲမှာလည်းသူမီနီယန်လေးတွေစားပြီးတော့ဒီ blue bag လေးတွေစားနေတယ်လည်းနေပဲပေါ့နော်သူရှေ့ဆက်ပြီးတော့ဆော်စားနေကြရဲokay ဒီမှာတော့ပြောမယ်ဆိုရှင်တော့ပဒန်းကိုတော့6ကနည်းနည်းလေးသွေးစားရဲဆိုပြီးပဒန်းအနေနဲ့လည်း6ပြန်ပြီးသွေးစားနည်းနည်းပဒန်းနည်းနည်းပြန်စားနေတယ်မနော်အဲ့တော့လူချင်းတို့မြင်နေရတဲ့အတိုင်းပဲနှစ်ယောက်လုံးကတော့ idea တွေကတော့မတူပွဲပြစာနဲ့ဆက်ထားရဲဒါပေမဲ့ပဒန်းအနေနဲ့ကတော့6ထက်item တကွက်နောက်ကျနေရပေါ့နော်အဲ့ဒါကြောင့်မလို့ပဒန်းအနေနဲ့မီနီယန်တွေကိုရှင်းမို့ခွေးတွေကိုစားဖို့လိုအပ်တယ်okay ပါရှင်6အနေနဲ့ကတော့သူ့ကိုဒီပြောမှဆိုရှင်တော့ jungle light စစ်နေရလို့ထင်ရတယ်6အနေနဲ့ကပြောမှဆိုရှင်တော့ပဒန်းကိုသူ့အနေနဲ့ကောင်တာ hero ဖြစ်တဲ့အတွက်ကြောင့်6ကောင်တာပဒန်းဖြစ်တဲ့အတွက်ကြောင့်နည်းနည်းတော့ကြောက်တဲ့နေဒါပေမဲ့ 2K အသာစီးရထားတဲ့အတွက်ကြောင့်မလို့ပဒန်းအနေနဲ့ကတော့ပြောမှဆိုရှင်နည်းနည်းလေးလက်ရကြနေပါတော့အရင်တော့ဆိုရှင်သူ့အနေနဲ့ key ကိုပေးရမလို့အောင်လို့အရင်ဆုံးပွဲသိမ်းကချက်တွေနဲ့ပဲဆော့လက်တီထိုးချက်တွေနဲ့ပဲဆော့ထားတာပေါ့နော်ဟုတ်ကဲ့ဒီမှာဆိုရင်တော့ rubber လေးစားရင်းနဲ့ပဲအဲ့ခြောင်ကလည်းပေါ့နော် rubber လေးစားနေရပါဖြစ်ပါရှင့်နှစ်ယောက်သား rubber စားပြီးတဲ့နောက်မှာတော့ဗဒန်းအနေနဲ့ကတော့ mid lane ကိုပြန်လာပြီးတော့ခြောင်နဲ့လည်း mid lane ကိုပြန်လာပေါ့နော်နှစ်ယောက်သား rubber လေးကိုစားပြီး okay ပါရှင့် skip တုပ်ပြီးတော့ AD ပါထည့်ပေးလိုက်တယ်ဒါပေမဲ့ခြောင်အနေနဲ့ကသူ့ email လေးတုပ်ပြီးတော့ပြန်ပြီးရှင်လိုက်တဲ့ကြောင့်နှစ်ယောက်လုံးကသူ့ရတော့ okay သူရတော့အတူတူပဲဆိုပဲ6အနေနဲ့ကတော့ဗဒန်းရဲ့လက်သီးချက်တွေအောက်မှာပဲပေါ့နော်ကြာရှုံသွားခဲ့ပြီဖြစ်ပါရှင်အခုချိန်မှာတော့ 1K 2K နဲ့နှစ်ယောက်လုံးကတော့အကျိတ်နေပဲဖြစ်ပါရဲ့ရှင်အဲ့တော့ copy တော့လည်းရသွားပြီဖြစ်တဲ့ဗဒန်းအနေနဲ့မီနီယန်လေးကို AC စားလိုက်လို့ရတယ်ပေါ့နော် level 11နဲ့ဖြစ်နေတဲ့ကိုဗဒန်းကတော့ဒီ blue bag ကိုသွားစားနေပြီဖြစ်ပါရှင်အဲ့ဗဒန်းအနေနဲ့ခြေပါကေးပြန်ရလိုက်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့ကတော့ blue bag တွေ rubber တွေကိုပေါ့နော်easy လေးတွားပြီးတော့စားလို့ရတာပါရွေးဖြစ်ပါရှင်အဲ့ enemy ချောင်းရဲ့ blue bag ကိုစားပြီးနောက်မှာတော့သူ့ရဲ့ blue bag ကိုသူပြန်စားနေရရှင်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ goal တွေကတော့အတူတူနီးပါးလောက်ကိုတွားကြနေပြီဖြစ်ပါတယ်ပေါ့နော်ချောင်းနေနဲ့ rubber တွေ blue bag တွေစားကြမရှိရတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ goal ကတော့နည်းနည်းလေးနောက်ကျနေရပေါ့နော်အသာကြီးကတော့ပြမယ်ဆိုရှင်တော့6နေနဲ့နည်းနည်းလေးရနေသေးတယ်300ကျော်လောက်ကို6က200ကျော်လောက်ကို6ကကိုနည်းနည်းများရပေါ့နော်အဲ့တော့ပြမယ်ဆိုရှင်တော့ item တွေကတော့အရင်ကိုကိုပြပြတော့မဖြစ်သေးဘူး item ကတော့3ကွက်ဆို3ကွက်လောက်ပဲအတူတူကျနေသေးရပေါ့နော် okay ပါရှင့်6နေနဲ့ကတော့ပဒန်းရဲ့ AD နဲ့ပဲပေါ့နော်သူ့ရုံးဝဲကြံတော့တယ်ဒါပေမဲ့သူ့အနေနဲ့ပြန်ပြီးတော့ပလိုက်တဲ့အချိန်မှာပဲပဒန်းကနေတာဝါရဲ့အထိကိုဝင်ပြီးတော့ပေါ့နော်ကျုံးတဲ့အတွက်ကြောင့်မို့လို့
ဒါကတော့ဒါနှစ်ယောက်လုံးရှော့ရနိုင်တဲ့ game ပေါ့နော်ဒါပေမဲ့ခြောင်နေနဲ့သူ့ရဲ့ AD သုံးပြီးတော့အပြင်ကိုကန်ထုတ်လိုက်တဲ့ကြောင့်မို့လို့ကောင်းကင်အနေနဲ့ကတော့ဒါကန်ကောင်းသွားလို့ပဲပြောရမလားပေါ့နော်သူမသေးဘဲနဲ့ပြန်လဲပြီးတော့အသက်ရှင်သွားခဲ့တယ် level 12နဲ့ level 12နှစ်ယောက်သားကလုံးဝအတူတူဖြစ်နေတဲ့ချိန်မှာခြောင်ရဲ့ rebel ကိုပဒန်းကနေပြီးတော့စားနေရဖြစ်ပါရှင်အဲ့ဆမဒီလိုကြော်ညာတဲ့အချိန်မှာကောင်းကင်တို့နာမည်တွေခြောင်တို့ပဒန်းတို့နည်းနည်းလေးပြောတာအဆင်မပြေဖြစ်တဲ့ကြောင့် hero နာမည်ကိုအတိအကျပြောပါရမယ်နော်ခြောင်နေနဲ့တော့ visitor နဲ့ပဲလုံးဝကျမ်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့ visitor item လေးကိုထည့်ထားတယ် item အားကိုနဲ့စော့နေရတဲ့ဒီပွဲမှာတော့ပြောရမယ်ဆိုလို့ရှိရင်ဒီခြောင်နေနဲ့နည်းနည်းလေးစိုးရိမ်စရာတော့ရှိရဲ okay AD လေးကိုတော့ပိတ်ကျွေးထားပြီးတဲ့နောက်မှာတော့ blue bag လေးကတော့ပဒန်းစီပဲပါသွားခဲ့တယ်ပေါ့နော်ဟုတ်ပြီပဒန်းအနေနဲ့ကတော့နေရန်ကိုကတ်ပြီးတော့ထိုးထားတဲ့အတွက်ကြောင့်မို့လို့ခြောင်နေနဲ့ပွဲသိမ်းတိုက်ကွက်လေးနဲ့ပဲနောက်ဆုံးကေကိုထပ်ပြီးပေးလိုက်ရသေးရဲ့ပေါ့နော်အဲဒီချိန်မှာဆိုလို့ရှိရင်တူနဲ့ပဲပွဲစဉ်ကနည်းနည်းလေးမြိုင်လာပြီပေါ့နော်နည်းနည်းလေးမြိုင်လာပြီဆိုတော့တော်တော်လေးကိုမြိုင်လာပြီပဲဖြစ်ပါရဲ့ရှင်တူနဲ့ဖြစ်လာရဲ့ဒီပွဲစဉ်တွေမှာ3K ရရင်အနိုင်ဆိုပေမဲ့ဆမားတို့က 5K နဲ့စော့ပြီးဖြစ်တယ်မကြည့်ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြောရမယ်ဆိုရှင်ကိုယ့်ရဲ့လက်ရည်ကိုလုံးဝယုံကြည်ထားတဲ့လူနှစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ 5K အရင်ဆုံးရတဲ့သူအနိုင်ဆိုပြီးတော့ဆမားတို့ဆော့ပြရရှင်အကယ်၍ 3K ရဆိုလို့ရှိရင်လည်း immob နိုင်မဲ့သူကတက်ရှိရဆိုပဲဆမားတို့ပွဲစားကလေးက 5K လို့ပြောခဲ့တဲ့အတွက်ကြောင့်မလို့ 5K အနိုင်ကိုဆော့ပေးရမှာဖြစ်ပါရဲ့ရှင်လိုရင်းလို့မြင်နေရတော့ 2K နဲ့တော်တော်လေးကိုပွဲမြိုင်နေဖြစ်တဲ့တေးနီးပါးကိုကြားနေပြီဖြစ်တဲ့ချောင်းနဲ့ပဒန်းပြိုင်ပွဲကိုကြည့်ရှုနေရပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ချောင်းနေနဲ့ကတော့မီနီယယ်လေးတွေကိုရှင်းလိုက်ပဒန်းကိုသွေးဆပေးလိုက်နည်းတော့အလုံးရှုံနေရပဒန်းအနေနဲ့ကတော့ okay AD လေးပေးလိုက်ရပြီဖြစ်ပါရှင် AD လေးပေးလိုက်ရပြီချောင်းနေနဲ့ကသွေးကနေဝိုင်းဆိုမှချောင်းနေနဲ့က base နဲ့နီးရတဲ့အတွက်ကြောင့်မလို့သွေးပြန်ဖြည့်ရတာအလွယ်လေးပြန်ဖြည့်လို့ရတယ်ပေါ့နော်ပဒန်းအနေနဲ့ကတော့မီနီယယ်လေးရှင်းရင်ကလွယ်ပြီးတော့သူ့အနေနဲ့ rebel လေးစားရုံပဲရှိရပေါ့နော်ချောင်းနေတဲ့အခုချိန်မှာ base ကနေထွက်လာပေါ့ပြီးတော့သူ့အနေနဲ့ဒီ vision ပြတဲ့နေရာလေးကိုပဲသွားနေရတယ်ပေါ့နော်သူပြမစစ်ရင်ဒါစစ်တာလို့ပြောရမယ်အဲ့တော့သူ့အနေနဲ့ပဒန်းရဲ့ဘလို့လာမလဲမသိတဲ့တိုက်ကွက်တွေအောင်မှာသူကေးပေးရမနေဘူးဖြစ်နေပေါ့နော်ဟုတ်ကဲ့ပါရှင်လူကြီးတို့မြင်တွေ့နေတာပဒန်းအနေနဲ့ scale 2လေးနဲ့ဝင်သွားတဲ့အတွက်ကြောင့်မို့လို့ပြန်ထွက်လို့မရသေးရဲ့အခြေအနေပါပဲခြောင်ကတော့ဒီသူ့ရဲ့တာဝါကို defense နေရတယ်ဟုတ်ကဲ့ပါရှင် okay တာဝါထဲမှာတင်ကျုံပြသွားရဲ့ကိုပဒန်းကြောင့်ပေါ့နော် 3K ရသွားရဲ့ပဒန်းကတော်တော်လေးကိုကျန်းနေရွယ်ဖြစ်ပါရဲ့ရှင်အဲ့လိုလူမျိုးမြင်နေရတာကတော့900ကျော်လောက်ကိုဂိုးတွေကွာနေတဲ့ကိုပဒန်းနဲ့ခြောင်တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါရဲ့ရှင်အဲ့လိုလူမျိုးဆက်လက်မြင်တွေ့နေရတော့ပဒန်းအနေနဲ့ 3K ရဆိုရင်အနိုင်ရရှိမယ်ဆိုပေမဲ့5K ဖြစ်တဲ့အတွက်ကြောင့်မလို့ 3K ရဆိုရင်အနိုင်ဖြစ်တဲ့ကိုပဒန်းနဲ့ဒီ 5K မှာစောရမယ့်အတွက်ကြောင့်မလို့ဘလိုမျိုးပွဲစဉ်ကြီးလာမယ်ဆိုတော့ကျွန်တော်ဆက်လက်စောင့်မျှော်ရမှာဖြစ်ပါရဲ့အခုချိန်မှာဆိုလို့ရှိရင်တော့မီနီယန်နေကိုတော့ပဒန်းပေါ့နော် easy စားပြီးလို့ရတယ်ပြီးတော့ DBS တွေပါဆက်နိုင်တဲ့အထီကိုဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတော်တော်လေးကိုပွဲရမြိုင်နေပြီပေါ့နော် level 50နဲ့ level 40ကတော့ဒါကတော့နည်းနည်းလေးကွာဟောင်းမှုရှိရဆိုပေမဲ့အရင်ကမကွာတော့ defense item တွေမထည့်ရဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကတော့ပြောမဆိုရှင်တော့ဟုတ်ပြီအိုးအဲဒီလေးမသုံးမိခင်မှာပဲခြောင်နေနဲ့ပဒန်းကိုပေါ့နော်ကန်လိုက်ပြီဖြစ်ပါရှင်ပဒန်းရဲ့အိုးဒါတော်လေးကြမ်းသွားရောတော့ဘာလို့ဆိုပဒန်းရဲ့အဲဒီအချိန်ကအင်မင်းဖြစ်တဲ့အတွက်ကြောင့်မို့ခြောင်နေနဲ့မုံကျုံဝင်နေပဒန်း ADP မှာချက်ချင်းရုပ်ဝင်ပြီးတော့တက်ဖြတ်လိုက်နိုင်တဲ့ခြောင်နေနဲ့ 3K ကိုပြန်လဲရရှိပြီပေါ့နော်အခုချိန်မှာတော့ပွဲရမြိုင်နေပြီနှစ်ဖက်အသင်းက K ရအတူတူပဲဖြစ်တဲ့အတွက်ကြောင့်တော့ဒါကတော့ဒါတော်တော်လေးမြိုင်ဆိုင်နေပြီပေါ့နော်အမှန်တိုင်းတာပြောရရင် 2K ကအနိုင်ဆိုပေမဲ့ဆမာရီဝါဒါမကြေပဲဖြစ်တဲ့ကြောင့်တော့ 5K နဲ့ဆော့တာ okay 5K နဲ့ဆော့ရဲဆိုပေမဲ့ပေါ့နော်ဆမာရီနဲ့ defense item မထည့်ရအောင်ဆိုပေမဲ့ဒီသူတို့ကြီးပြန်ကြီးကြတော့ item free ဆိုပြီးတော့ဆော့လိုက်ကြရဲပေါ့နော်ဘာလို့ဆိုတော့သူတို့တွေကလုံးဝ late game ကိုရောက်နေဖြစ်တဲ့အတွက်ကြောင့်မလို့defense item တွေကိုထည့်ခြင်းနဲ့မထည့်ခြင်းမထည့်နဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပဲဆက်ဆော့နေကြရပေါ့နော်အမှန်တကယ်တော့ defense item ကိုတော့မထည့်ခိုင်းပါဘူးဟုတ်ကဲ့ပါရှင်တို့ရွေးလို့ဆက်လက်မြင်တွေ့နေရတော့ level 50ရောက်နေတဲ့တက်ကီကိုအနေနဲ့ blue bag တွေကိုပါရော easy လေးစားလို့ရရဖြစ်ပါရှင်အဲ့တော့ဂိုးတွေရတော့အခုချိန်မှာ1000ကျော်လောက်ကွာနေသေးတယ်
ဒီနေရာလေးမှာနည်းနည်းလေးမထူးကြတဲ့ကြောင့်မို့စမနည်းနည်းတော့ရေးလိုက်တယ်ပေါ့နော်80ကတ်လောက်ထိ short ချလိုက်တယ်80ကတ်လောက်ထိ short ချပြီးရနောက်မှာတော့ဒီလိုမြင်တွေ့နေရတော့ချောင်းနေနဲ့ကတော့ပဒန်းကျူးလာတဲ့နောက်ကိုပေါ့နော်သူ့အနေနဲ့ဒီ edit လေးသုံးပြီးတော့ကန်ပေးလိုက်ရတယ်အဲ့ဒါကြောင့်မလို့ပဒန်းအနေနဲ့ကတော့သူ့ကိုတတိရော့ကြပါတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်defense item တွေကတော့နှစ်ယောက်လုံးထည့်နေပေါ့နော်နှစ်ယောက်လုံးထည့်နေပြတဲ့ကြောင့်မလို့ defense item ကတော့ထည့်လို့ရပြီပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင် level 50ကျော်သွားပြီဖြစ်တဲ့ကြောင့်မလို့အဲ့လိုကြီးမင်းတို့စက်တက်မြင်တွေ့နေရတာကတော့ဒီ minion တွေကိုရှင်းနေပဲပဒန်းကတော့ခြောင်ရဲ့နောက်ထပ်ဒုတိယအကျဉ်ကန်ခံရပြီးတဲ့နောက်မှာတော့ tower ရဲ့ပြစ်တောင်ပဲခံလိုက်ရသေးရပေါ့နော်သူ့အနေနဲ့ tower ရဲ့ပြစ်တောင်ခံပြီးတဲ့နောက်မှာတော့ပုတ်ပြီး item ရဲ့အားကိုနဲ့ပဲရှိလေးပြန်တက်တယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ချောင်းနေနဲ့ကလည်းဒီကိုပြောရမယ်ဆိုလို့ရှိရင် Go Rose ကိုထည့်ထားရတဲ့ကြောင့်မို့လို့ဒီတွေးနေလာနေပေါ့နော်ရှိလေးကပြန်တက်တယ်ဒါပေမဲ့ပြောမှဆိုရှင်တော့ပဒန်းအနေနဲ့ကတော့ဒီချောင်းရဲ့1212အကွက်မှာပဲတေဝါပြန်ပြီပေါ့နော်ပဒန်းအနေနဲ့ကတော့ပြောရမယ်ဆိုရှင်နည်းနည်းလေးဂူးဆိုင်ရမယ့်အခြေအနေကိုရောက်နေပြီနောက်တကေးရဆိုရှင်တော့ချောင်းကပဲအပြတ်တက်နိုင်ရရှိမဲ့ကဲကိုစိုက်နေပြီပေါ့နော်အဲ့ဒါကြောင့်မလို့ယူမင်းတို့မြင်တွေ့နေရတော့ချောင်းကတော့ 4K နဲ့ပဒန်းကတော့ 3K နဲ့ပြောရမယ်ဆိုရှင်ဥဆောင်ခံနေရတဲ့အခြေအနေပဲဖြစ်ပါရဲ့ရှင်လူကြီးမျိုးမြင်တွေ့နေရတော့ပဒန်းအနေနဲ့ကတော့ပြောရမယ်ဆိုရှင်ဒါကသူ့အနေနဲ့က 3K ရဆိုအနိုင်ရရှိပြီဆိုပေမဲ့ 5K ဆော့တဲ့အတွက်ကြောင့်မလို့နည်းနည်းလေး queue ဆိုင်ရမယ့်အခြေအနေကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ပေါ့နော်လူကြီးမျိုးဒီလိုပွဲစဉ်မျိုးလေးတွေကိုစော့ချင်နေဆိုလို့ရှင်တော့ Summer ဒီဗီဒီယိုလေးအောင်မှာ comment လေးမှာ ID လေးမှန်းခဲ့ပြီးတော့စော့ပြိုင်လို့ရပါတယ်ရှင် Summer ကတော့ free စော့လို့ရတယ်ကြေးနဲ့စော့ချင်တယ်ဆိုလို့ရှင်လည်းရပါတယ်ရှင်ဘယ်လိုမျိုးလဲဆိုတော့ဥပမာ3သိန်းကြေးစော့မယ်ဆိုလို့ရှင်တော့မှ9000ပဲပေးဆိုပြီးတော့ပြောလာကြတဲ့လူတွေတော့ရှိရပါတော့ဟုတ်ကဲ့အဲ့လိုလူမျိုးတွေနဲ့စော့ရင်လည်းဆိုလို့ရှိရင်เนาะစော့ရပါရဲ့ရှင်တစားနှစ်စားပေါ့เนาะလူယူနေနဲ့ဆက်ဝင်စားရဆိုလို့ရှင်တော့ Summer ရဲ့ဒီဗီဒီယိုလေးအောင်မှာ comment လေးမှာဟောတော့ ID လေးမှတ်ခဲ့ပြီပါရှင် Summer အနေနဲ့ကတော့ဒီလူယူမျိုးကိုလူလေးရှာပြီးတော့ဒီလိုပွဲစဉ်လေးတွေကိုပြန်လည်တင်ဆက်ပေးပြီးတော့ casting လေးလုပ်ပေးတာကိုပဲပြောနေပါရှင်ဟုတ်ကဲ့လူယူမျိုးဆက်လက်မြင်တွေ့နေရတော့ချောင်းနေနဲ့သူ့အနေနဲ့ဒီ base ကိုပဲကောက်ွယ်နေရတယ်ဘာလို့လဲဆိုတော့ minion တွေက late game မှာအရင်ကြီးအားပြရတဲ့အတွက်ကြောင့်မို့လို့ပဒန်းအနေနဲ့ကတော့ဒီမှာချောင်းနေနဲ့ okay ပါလိုက်ပြီချောင်းနေနဲ့ဒီ vision ပြနေရသူတွေ့ရအတွက်ကြောင့်မလို့အိုးတိတ်ပြီမသေးသေးသူပြန်ပတ်နေရပါတော့ပဒန်းအနေနဲ့ကတော့ဟုတ်ပြီ flicker သုံးလိုက်ရချောင်းကိုတော့ချောင်းတော့ရှောင်းလိုက်တယ်ဒါပေမဲ့ flicker တဲ့ပါထပ်ပြီးတော့ရှောင်းနေရတဲ့ကြောင့်မလို့ပဒန်းအနေနဲ့ immortal ပါထည့်လိုက်ရပြီပေါ့နော်ဒါတော်တော်လေးကိုကြမ်းသွားရပါရှင်ပဒန်းအနေနဲ့ကတော့သူဖက်နက်ကိုပါရောင်းပြီးတော့ immortal ပြန်ဖြုတ်လိုက်တယ်ပေါ့နော်သူအနေနဲ့ဒီအိမ်ပြန်လို့ရရဖြစ်တဲ့အတွက်ကြောင့်မလို့ပြောဆိုရှင်ပဒန်းအနေနဲ့သူ item တွေကိုကြည့်ပြီးဆက်နေရမဟုတ်ဘဲနဲ့ဒီတိုင်းပဲသူဆက်နေရတယ်ပေါ့နော်ပေါ်လာလင်းလာမှန်တယ်အကုန်ရှောက်နှိပ်ထားပဲနေပဲပေါ့နော်โอเคပါရှင်အဲ့တော့လူကြီးတို့အနေနဲ့ဒီလိုမျိုးပြန်ဝဲလေးပြရင်းနေဆိုလို့ရှိရင်တော့ Summer ရဲ့ဒီဗီဒီယိုလေးအောက်မှာ comment လေးမှာပေါ့နော် ID လေးမှန်းကန်ခြင်းဖြင့် Summer ဆက်လာရောက်ဆက်သွယ်ပေးပါမယ်ပေါ့နော်အဲ့တော့ဒီနောက်တစ်ပတ်ကစပြီးတော့ Summer စနေနေ့ညတိုင်းမှာပွဲလုပ်ပေးပါမယ်ရှင်အဲ့တော့လူကြီးတို့အနေနဲ့စိတ်ဝင်စားရဆိုလို့ရှိရင်တော့စနေနေ့ညတိုင်းမှာဘိုင်ဝမ်ပွဲလေးရှိပါရဲ့ရှင်မနေ့ကညကြလို့ရှိရင်လည်းတနင်္လာနေ့ညပေါ့နော်တနင်္လာနေ့ညကြလို့ရှိရင်လည်းမကြေပွဲလေးတစ်ပွဲထပ်ရှိပါအောင်မယ်လူကြီးမင်းတို့အနေနဲ့ဒီအခုတလောပေါ့နော်ပွဲစဉ်တွေအများကြီးရှိရတဲ့အတွက်ကြောင့်မလို့စိတ်ကြည်နေမယ်လို့လည်းဆက်မမျှော်လင့်နေပါတယ်ရှင်3K နဲ့ 4K ဖြစ်နေတဲ့အခြေအနေမှာ Takiko အနေနဲ့ကဘယ်လိုဆက်လုပ်မလဲမသိဘူးပဲပဒန်းအနေနဲ့က enemy blue back ကိုတော့သွားပြီးတော့စားဖို့အစင်သစ်ဖြစ်နေပြီပေါ့နော် Takiko အနေနဲ့ကတော့ကိုယ့်ရဲ့ blue back စားခံနေရပြီဆိုတာကိုမသိသေးဘဲနဲ့ပဲသူ့အနေနဲ့ minion လေးတွေပဲရှင်းနေရတယ်ပေါ့နော်ဒါတော်တော်လေးကိုတော့ one စရာဖြစ်ပဲဖြစ်တယ် Okay 4K နဲ့ဥဆောင်တွေကတော့ကို Takiko ဖြစ်ပြီးတော့ပဒန်းအနေနဲ့ကတော့ blue back လေးစားပြီးတဲ့နောက်မှာတော့ချောင်းသူ့ရဲ့ရုပ်လုံးပြလိုက်ပြီးပဲဖြစ်ပါရှင်ချောင်းနေနဲ့ကတော့သူ့အနေနဲ့ base နားမှာပဲနေပြီးတော့ဗောနော်အရေးအကဲကြည့်နေရတယ်မဟုတ်လို့ရှိရင်သူ့အနေနဲ့နောက်ထပ်ကေးပေးလိုက်ရနိုင်ချေရှိရတဲ့အတွက်ကြောင့်မို့လို့ဗောနော်ကို900ကျော်လောက်ကိုကွာနေတဲ့အခြေအနေမှာပဲချောင်းနေနဲ့ပဒန်းစီကို1တစ်ချက်ပေးလိုက်ရတဲ့အတွက်ကြောင့်မို့လို့ပဒန်းရဲ့သူရတော့လောက်ကိုရော့ကြသွားတယ်ဒါပေမဲ့အခုကျမှသူရပြန်ပြေးသွားပြီဗောနော်ဟုတ်ကဲ့ပါရှင် level 50ဖြစ်နေတဲ့အခြေအနေမှာပဲ item တွေကလည်းနှစ်ဖက်လုံးအစုံလေးရှိနေဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်ယောက်လုံးကတော့ကြမ်းပြီဆိုလို့ရှိရင်လည်းတော်တော်လေးကိုမနိုင်လောက်ကြမ်းတော့မယ်ပေါ့နော်item တွေကလူချင်းမင်းတို့မြင်နေရတဲ့အတိုင်းပဲအကုန်လုံးကတော့အတူတူပဲဖြစ်နေပြီ
ပြောမယ်ဆိုရှင်ဒီမှာ item set နေတဲ့ကောင်းကင်အနေနဲ့ကလည်းဒီပဒံပေါ့နော်ပဒံကလည်းခြောင်ကိုထိုးဖို့တော့ကိုအစင်းနဲ့ဖြစ်နေပြီ okay AD နဲ့ကန်လိုက်ပြီပေါ့နော်ခြောင်နေနဲ့ power ရဲ့အဖြစ်ကိုပါပေးပြီးတော့ကန်လိုက်ရဖြစ်ပါရှင်အဲ့တော့ဒါပေမဲ့ပြောမယ်ဆိုရင်ပဒံအနေနဲ့ item တွေစုံနေဖြစ်တဲ့ကြောင့်မလို့သွေးလေးနည်းနည်းလေးပဲရောကြပါရှင်မှာ flicker လေးတုံးမှသူပြန်ပြေးရတယ်ပေါ့နော်မဟုတ်လို့ရှင်သူအနေနဲ့သေပြီပဲဖြစ်ပါရှင်အဲ့တော့Killis ပေးပြီးတော့ခြောင်နေတဲ့ပဒံကိုကေးပေးလိုက်ပြီပဲဖြစ်ပါရဲ့ရှင်အဲ့တော့ဒီမကြေပွဲမှာလည်းပေါ့နော်အရင်မူလာလက်ဟောက်ချန်ပီယံမဖြစ်တဲ့ခြောင်အနေနဲ့တကီကိုအနေနဲ့အနိုင်ရရှိသွားပြီပဲဖြစ်ပါရဲ့ရှင်ပြောမယ်ဆိုရှင်တော့တရားကဒီပဒံအနေနဲ့ကပြောမယ်ဆိုရှင်သူနည်းနည်းလက်လွတ်တဲ့အမားလေးရှိရဲအဲ့အမားလေးတွေကိုတော့သူပြင်ဆင်နိုင်မယ်ဆိုရှင်တော့ခြောင်ကောင်တာပဒံဖြစ်တဲ့အတွက်ကြောင့်မို့သူ့အနေနဲ့အသာလေးအနိုင်ရမှာဖြစ်ပါရဲ့ရှင်ဒီမင်းတို့အနေနဲ့မြင်တွေ့မှာတော့ 5k 3k နဲ့ 5k နဲ့အနိုင်ရရှိသွားချောင်းပဲတွေ့မြင်ရတာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်အဲ့တော့တလက်စားတဲ့နောက်ထပ်တစ်ပွဲကိုဆက်လက်စောင့်ကြည့်လိုက်ရအောင်ပေါ့နော်ဒီနောက်ထပ်တစ်ပွဲကတော့ Master Key ဆိုတဲ့လူနဲ့Takeshi ပေါ့နော်အဲ့လိုတန်ထွက်တာနဲ့တူပါတယ်။ Okay အဲ့နှစ်ယောက်ပြန်ရောက်သွားပြီဖြစ်ပါတယ်။သူတို့လည်း 3k 3 match ပါပဲရှင်။နှစ်ပွဲအရင်နိုင်တဲ့သူအနိုင်ပါပေါ့နော်။အဲ့တော့မနေ့ကညရှင်ဒီနှစ်ယောက်ရဲ့ဒီမကြေပွဲလေးရောရှိရဒါပေမဲ့ဒီညနေကျလို့ရှင်တော့စမနှစ်ပွဲစလိုက်ဆက်တင်ပေးမယ်ပေါ့နော်။မနေ့ကရှင်တော့စမ final ပွဲကိုတင်ပေးမယ်။တပတ်ခါကြာလို့ရှင်တော့တပတ်ခါတပတ်ခါလောက်မှပဲဖြစ်တော့မယ်။တပတ်ခါကြာလို့ရှင်တော့စမည8နာရီလောက်ကိုမကြေပွဲလေးပြန်တင်ပေးပါမယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ဒီအချိန်မှာ Master Key နဲ့ Takeshi တို့ကတော့ Master Key ကတော့ Savannah ရဲ့ special skin လေးနဲ့လှနေပြီးတော့ Takeshi ကတော့ okay free ရတဲ့ဒီ Julian skin လေးနဲ့ပဲပေါ့နော်ဟုတ်ကဲ့ပါရှင် favorite hero လို့ပြောထားတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့စိတ်ကြိုက်ကန်ခွင့်ရှိရဲ Savannah နဲ့ role ကိုမရေးပေးထားတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့စိတ်ကြိုက်ကန်ခွင့်ရှိရဲပေါ့နော်ဒါပေမဲ့ Summer ဒီနောက်ပိုင်းဆောက်ရဲ့ပွဲတွေမှာဆိုရှင်တော့ favorite hero မှာ fighter favorite hero ဆိုပြီးတည်တဲ့ role တွေပါခွဲပြီးတော့လုပ်ပေးရမယ့်အခြေအနေရှိနေပါပဲ။ Okay အဲ့တော့ဒီပွဲစဉ်ကပြောမယ်ဆိုရှင်တော့ record key နေပြီးစုခေါ်ထားတဲ့အတိုင်းဖြစ်သွားရပါတော့။ဒီချိန်မှာတော့ Summer နည်းနည်းထစ်သွားရပါဆို Summer အနေနဲ့ကဖောဝါပေါ့နော်နည်းနည်းလေးသွားတဲ့အတွက်ကြောင့်မလို့ပြီးတော့ပြောမယ်ဆိုရှင် wifi ငါလည်းအချိန်တော့မီးပြတ်သွားတဲ့အတွက်ကြောင့်ဟောလို့internet နဲ့ဆော်လိုက်ရ internet နဲ့ကြည့်လိုက်ရတဲ့ကြောင့်နည်းနည်းလေးထစ်သွားရပါတော့။ဂျူလီယန်အနေနဲ့ကတော့သွေးကိုတော်တော်လေးကို short ခံထားလိုက်ရရွယ်ဖြစ်ပါတယ်ပေါ့နော်ဂျူလီယန်အနေနဲ့ကဒီအာလီဂိမ်းမာယာက Savannah ကိုအနှိမ်ခံရတဲ့ဘဝကိုပြောင်းနေတာပဲဖြစ်ပါရှင်Savannah အနေနဲ့ကတော့ဒီဂျူလီယန်ကိုပေါ့နော်အရင်တိုးဝင်ပြီးတော့စော်နေရတယ်ဟုတ်ပါရှင်ဒီပွဲမှာတော့ Savannah နည်းနည်းလေးပို့သားမယ်ဘာလို့ဆိုအခုချိန်မှာ Savannah တင်ဆက်နေတဲ့အချိန်တော်တွင်းမှာပဲ Savannah တော့ Fat Black လေးကိုဂျူလီယန်စီကနေရောရလိုက်ပြီပဲဖြစ်ပါရှင် Savannah ကဘာလို့တာမလဲဆိုတော့သူ့အနေနဲ့က item တွေကအရင်ကွာဟာဖို့မရှိပေမဲ့သူ့နေရာ fighter hero ဖြစ်တဲ့အတွက်ကြောင့်မလို့ essential hero တွေပို့ပြီးတော့တားတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင် Master Key အနေနဲ့ကတော့သူ့အနေနဲ့ Gobi တုတ်ကလေးပါအေးစေးလေးစားပြီးအချိန်မှာ level 3ကိုအသားရတက်ရှိသွားပြီပဲဖြစ်ပါရှင်Savannah အနေနဲ့ကတော့ပြောမယ်ဆိုရှင် fighter hero ဖြစ်တဲ့ကြောင့်မလို့ Julian အနေနဲ့ကတော့တော်တော်လေးကိုအားနေပေါ့နော် Julian အနေနဲ့ဒီ late game မှာပဲအနိုင်ရရှိဖို့အခြေအနေကပဲရှိရပေါ့နော်Savannah အနေနဲ့ကအခုချိန်မှာ blue bud တွေပါလေစားပြီးသွားဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြောမယ်ဆိုရှင်တော့Julian အနေနဲ့ကတော့နည်းနည်းလေးနေပြီဖြစ်ပါရှင်900ကျော်လောက်ကို6กว่าနေတဲ့အခြေအနေမှာ item ကတော့ပြောရမယ်ဆိုရှင်တော့ဒီရက်ကိုပေးလိုက်ရမှာဆို okay immune လေးနဲ့ရှောင်းတာတော့မှ Savannah ရဲ့ area ကနေပြီးတော့လွတ်မထွက်သွားတဲ့ Julian အနေနဲ့အခုချိန်မှာအိမ်ပြန်လိုက်ရပြီဖြစ်ပါရှင်ပွဲစဉ်သုံးသက်ချက်အရာဆိုလို့ရှင်တော့ Savannah အခုချိန်မှာတောင်ပန်ဟာလေးကိုတော့ငှက်မွေးဟာလေးကိုသူဆက်နေရလို့ဆမထင်တယ်ပြီးတော့ဂျူလီယန်အနေနဲ့ကတော့သူ့အနေနဲ့ပြောမယ်ဆိုရှင်တော့အသက်မြန်တဲ့ဖနက်ကိုဆက်ထားတယ်နည်းနည်းလေးမှားသွားရလို့ထင်တယ်ဂျူလီယန်နဲ့ဒီပွဲမှာ damage ကိုပဲအာရုံစိုက်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့ကတော့ပြောမယ်ဆိုရှင်ဟိုလိုပဲကြိုက်တဲ့ magic ဖနက်ကိုပဲသူထည့်တင်တယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့ Savannah အနေနဲ့ကတော့okay ဒီလေးပေးပြီးတဲ့နောက်မှာတော့ Savannah အနေနဲ့ကတော့ Julian ကိုသွေးနည်းနည်းလေးနဲ့လက်ထပ်လွှတ်လိုက်ရပြန်ပြီပေါ့နော်ဒါကတော့ပြောမှဆိုရှင်အသေးရစရာပေါ့နော်
ဒါတော်တော်လေးအသေးရစရာပါသွေးသေးလေးနဲ့ကိုတက်လိုက်ရင်သေနိုင်တဲ့အချိန်တွေမှာတော့သွေးသေးလေးကျန်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဟုတ်ကဲ့ပါရှင်သူဂျီမလို့မြင်တွေ့နေရတော့ဆမထင်ရတဲ့အတိုင်းပဲမာစတာကီကတော့ဒီသွေးတက်မြန်စေတဲ့ဒီ item ကိုအရင်ဆုံးဆက်တယ်ပြီးတော့မှဖနက်ကိုဆက်တယ်ပေါ့နော်ဂျူလီယန်အနေနဲ့ကလည်းသူ့အနေနဲ့ကတော့အခုမှ item တစ်ခွက်ကိုပြည့်အောင်ဆက်ဖို့အတွက်သူပြင်ဆင်နေတော့ပဲဖြစ်တယ်โอเคဖနက်ကိုအရင်မဆက်ရသေးတဲ့ဆေဘာနာအနေနဲ့ item ကတော့တစ်ခွက်အရင်တာသွားပြီပေါ့နော်အဲ့တော့ဂျူလီယန်အနေနဲ့ကသူ့မှာစုပ်လဲယူစားလဲစူဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူပြန်ချရင်လဲဆေဘာနာရဲ့ venture ကြီးနဲ့တော်တော်လေးကိုအထီနာသွားမယ်ဆေဘာနာအနေနဲ့ကလည်းပြောမှဆိုရှင်သူ့ရဲ့ item ကနှစ်ကွက်လောက်ကိုပိုးသားနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆေဘာနာအနေနဲ့ဂျူလီယန်ကိုအနိုင်ကျင့်သလိုဖြစ်နေပါတော့အဲ့ 3K ဝင်းမှာအခုချိန်မှာ 2K နဲ့ဆေဘာနာနေပြီးတော့အသာကြီးရနေရပဲဖြစ်ပါရဲ့ရှင့်အဲ့လိုကျွန်တော်မြင်တွေ့နေရတော့ level 6ကိုရောက်နေပြီဖြစ်တဲ့ဂျူလီယန်အနေနဲ့ red bag ကိုသွားစားနေပြီပေါ့နော် red bag ကိုစားနေတဲ့နောက်မှာပဲပေါ့နော် Savannah ကတော့ minion တွေကို mid lane မှာစားနေရပြီဖြစ်ပါရဲ့ရှင့်အဲ့တော့ပြောမယ်ဆိုရင်တော့ဂျူလီယန်အနေနဲ့ red bag ကလေးကို AC လေးစားပြီးတဲ့နောက်မှာတော့ဂျူလီယန်ရဲ့ဒီ minion တွေကပေါ့နော် Savannah ရဲ့လက်ချက်နဲ့ပဲဆုံးသွားတဲ့အချိန်မှာပဲဟုတ်ကဲ့ပါရှင်ဆေဘာနာတော့အခုချိန်မှာတော့ကော်ပီတော့ကလေးစားပြီးတော့ဒီ blue bag နာကိုသွားနေတဲ့အရေးရောင်တော့မြင်ရတယ်ဂျူလီယန်အနေနဲ့ကိုယ့်ရဲ့ blue bag ဘာဖြစ်နေလဲဆိုတာကိုမသိရသေးခင်အချိန်မှာပဲ mid lane လေးပြန်ပြီးတော့သူ့အနေနဲ့စောင့်ကြည့်နေရတယ်ပေါ့နော်အခြေအနေကိုဒါပေမဲ့သူ့ရဲ့ blue bag မရှိတော့ဘူးဆိုတော့သူမသိတော့ဘူးပေါ့နော်โอเคဂျူလီယန်အနေနဲ့ကတော့ဒီချိန်မှာဆိုလို့ရှိရင်ဘယ်လိုဆက်လုပ်ရမလဲမသိရတဲ့အချိန်တွေမှာပဲ AD တွေပါသုံးပြီးတော့သူပြန်ပြီးတော့လှည့်လာရတယ်မဟုတ်လို့ရှိရင်သူ့အနေနဲ့Savannah ရဲ့ဒီအချိန်ပြမစရှင် AD အောက်မှာပဲထပ်ပြီးတော့ရှုံသွားနိုင်တဲ့အကြောင်းသူအိမ်ပြန်လိုက်ရတယ်ပေါ့နော်ဒါကတော့ပြမစရှင်ဆမတို့ဒါ role လေးတတ်မှတ်တဲ့တယ်ပေါ့နော် role မတတ်မှတ်ပြီးနေ solve ခဲ့တဲ့အတွက်ကြောင့်မလို့ဒါလည်းပြမစရှင်တော့roll တတ်မှတ်ထားတဲ့ဆိုင်ဆမတို့ဒီလိုဆော့ရတာဒီအိုင်အပျော်ဆော့ရတဲ့အတွက်ကြောင့်ဖို့လို့လူကြီးမတို့အနေနဲ့ဒါပြောဆိုတိခတ်မြတ်ကြီးပေးကြပါဦးပေါ့နော်နောက်ပိုင်းကျရင်ဆိုရှင်တော့ဆရာတို့ roll လေးပါတတ်မှတ်ပြောဆော့ပါမယ်ရှင်ဒီလိုပွဲစဉ်ဒီမှာဆမတို့ကပြောမယ်ဆိုရှင်ဒါအပျော်ဆော့ရဆိုပဲပေါ့နော်နောက်လုံးကလုံးဝကိုဒီကိုင်းတဲ့ hero ကိုအယုံကြည်စိတ်ချထားကြတဲ့အတွက်ကြောင့်မို့လို့အမမာနာရလည်းထိခိုက်တော့Rebel ကိုလာစားနေတဲ့ဆေဘာနာကိုဂျူလီယန်တွေ့သွားတဲ့အခါမှာဘယ်လိုမှ defense ချိန်မရှိတော့တဲ့အချိန်မှာပဲပေါ့နော်ဂျူလီယန်အနေနဲ့က3K ပေးလိုက်ရပြီးတော့ဆေဘာနာအနိုင်ရရှိသွားပဲဖြစ်ပါရှင်အဲ့တော့ဒီပွဲမှာတော့ဂျူလီယန်ကတော့ရှုံးသွားတယ်ဆေဘာနာတော့အနိုင်ရရှိသွားတယ်အဲ့တော့ညနေကျလို့ရှိရင်တော့ဆမနောက်ထပ်တစ်ပွဲထပ်တင်ပေးပါမယ်Savannah နဲ့ Julian ဆိုလို့ရှိရင်တော့ Savannah ကတော့အနိုင်ရရှိသွားပြီပဲဖြစ်ပါရှင် 2K အပြစ်အသက်နေပဲပေါ့နော် Master Key အနေနဲ့ကတော့ပြမယ်ဆိုရှင်လူကြီးမင်းတို့မြင်နေရတဲ့အတိုင်းပဲသူ့ရဲ့ level တစ်ခုစီမှာသူကတော့အထွတ်ထိပ်ရောက်နေပြီဖြစ်ပါရှင်လူကြီးမင်းတို့အနေနဲ့ဒီလိုပြိုင်ပွဲလေးတွေကိုပြန်ရင်လည်းစိတ်ဝင်စားရဆိုရှင်တော့ Summer ရဲ့ဒီ video လေးအောက်မှာ comment လေးမှာပေါ့နော် man လေးမှာ ID လေးကို mark ခဲ့ပြီးတော့ပါချင်ပါလေလို့ရေးပေးရုံနဲ့ Summer ဘက်ကနေပြီးတော့လာရောက်ဆက်သွယ်ပြီးမှဖြစ်ပါရှင်လူကြီးမင်းတို့အားလုံးပဲအဆုံးထိရှိပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်လူကြီးမင်းတို့အားလုံးပဲကကြီးသုံးပါးနေပြီးတော့ပေးခွင့်ကြပါစေလို့ဆမဆုတောင်းပေးပါရှင်ဆမရောလူကြီးမင်းတို့ရဲ့ဆမပါ